ဒီကတော့တက်မတော်နေပေါ့နော်မက်စလာ29ရက်နေ့တက်မတော်နေမှာနော်ကျွန်တော်ပိုတချင်းလေးကိုသွားပြီးတော့တည်ရတယ်တက်မတော်အင်အားရှိမှအတိုင်းပြည်အင်အားရှိပြီဆိုနော်တက်မတော်အင်အားရှိမှအတိုင်းပြည်အင်အားရှိမှာနော်အဲ့ဒါကိုကျွန်တော်တို့ပြည်သူတွေကဝိုင်းဝန်းပြီးတော့ကူညီဖို့လိုတယ်နော်နောက်တစ်ခုကကျွန်တော်တို့တိုက်ပွဲနဲ့နီးတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေကိုကျွန်တော်ပြောချင်တယ်ဗျနော်ဥပမာပြောကျွန်တော်တို့ဘရောင်းတောင်ကုတ်တဲ့ဂျားထဲမှာညောင်ကျိုးဆိုရှိတယ်အဲ့နာမှာတိုက်ပွဲတွေဖြစ်နေတယ်နော်ဗရမ်းဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်အဖြစ်နေတဲ့နေရာမှာရှိတဲ့ပြည်သူတွေကကျွန်တော်တက်မတော်ဘက်ကိုခင်ဗျားတို့ကူမရမှာနော်တက်မတော်သားတွေစိတ်အားတက်ကြအောင်ခင်ဗျားတို့နော်ကျွန်တော်တို့တောက်ရည်လေးကူညီတာမျိုးအစားစီရိတ်ခါလိုအပ်တာလေးပေါ့ဗျာနော်ဆေးလိတ်ပေါ့ဒီတက်မတော်သားတွေအတွက်ခင်ဗျားတို့ကလေဝိုင်းဝန်းပြီးတော့ကူညီပေးမှရခင်ဗျားတို့လိုက်ပြီးတိုက်ဆရာမလို့တက်မတော်သားတိုက်နေတဲ့တက်မတော်သားတွေကိုခင်ဗျားတို့ဝိုင်းဝန်းပြီးတော့ကူညီပေးမှရမှာအဲ့လိုကူညီပေးမှတက်မတော်သားတွေကအောင်ပွဲနဲ့အတူဒီအကျန်းဖက်သဘုံတွေကိုနှိမ်နှင်းနိုင်နော်အဲ့ဒါကျွန်တော်အဲ့ဒီကဘရောင်းမျိုးနေလို့နော်ကျွန်တော်ဒီ AR တိုင်းတို့နော်မကွေးတိုင်းတို့နော်အခုနေဆက်တွေပေါ့ရခိုင်နဲ့ဆက်နေတဲ့နေရာတွေကနော်အေးဆိုတဲ့ကျွန်တော်ဓာတ်ခဲတွေကိုနော်အမုံချေဖို့အတွက်တက်မတော်သားတွေအမုံချေဖို့အတွက်ခင်ဗျားတို့ကဝိုင်းဝန်းပြီးတော့ကူညီပေးမှရမှာစစ်ကြောင်းတွေလာတယ်ဆိုလို့ရှိရင်စစ်ကြောင်းတွေမှာဘာလို့လဲခင်ဗျားတို့ကအဲ့လိုပဲအဲ့ဒါမှခင်ဗျားတို့ရဲ့စီးစိမ်ဥစ္စာတွေမပြည့်ရုံးမှာနော်ခင်ဗျားတို့စစ်ဘေးရှောင်ဒုက္ခတွေမဖြစ်မှာစစ်ဘေးရှောင်ဒုက္ခတွေမဖြစ်ချင်ဘူးနော်ကိုယ့်ရဲ့စီးစိမ်ဥစ္စာတွေကိုနော်နှမျောတယ်နော်ဒါတွေပျက်စီးမှာကိုယ့်ရိုက်ရွာကြီးပျက်စီးမှာမခံနိုင်ဘူးဆိုလို့ရှိရင်တော့လက်ရှိတိုက်နေတဲ့တက်မတော်သားတွေကိုခင်ဗျားတို့ကူညီမှရမှာနော်ဝိုင်းဝန်းပြီးတော့ကူညီပြည်သူလူထုရဲ့အားနဲ့ခင်ဗျားတဒတ်အားနဲ့ခင်ဗျားတို့ဝိုင်းဝန်းပြီးတော့ကူညီမယ်ဆိုရင်ခင်ဗျားတို့ဒေတာအေးချမ်းအဲ့ဒီလုံးမမလုပ်ဘဲနဲ့စစ်တပ်ကသူ့မှသူတိုက်တာပဲငါတို့နဲ့မဆိုင်ဘူးလို့နေမယ်ဆိုရင်တော့ခင်ဗျားတို့စစ်ဘေးရှောင်တွေဖြစ်တော့မှာနော်စစ်ဘေးရှောင်တွေဖြစ်မယ်ခင်ဗျားတို့ရဲ့စီးစိမ်ဥစ္စာတွေအကုန်လုံးပျက်စီးမှာအကုန်လုံးဆုံးရှုံးမှာအဲ့လိုမဆုံးရှုံးစေခြင်းဘူးဆိုရင်ခုတိုက်နေတဲ့တက်မတော်သားတွေကိုခင်ဗျားတို့ကတဒတ်တအားဝိုင်းဝန်းပြီးတော့ကူညီပေးရမယ်အားပေးရမယ်အားမြောက်ရမယ်အဲ့လိုလုံးမသားလင်းနော်အကျန်းဖက်တောင်းကျမ်းသူတွေကိုနော်ရဲ့ရန်ကိုခင်ဗျားတို့ကာကွယ်နိုင်ပါခင်ဗျားတို့ရွာဥသာအကျန်းဖက်တောင်းကျမ်းသူတွေရောက်လာပြီဆိုရင်ခင်ဗျားတို့ရွာလည်းပျက်စီးမယ်ခင်ဗျားတို့စီးတဲ့ဥစ္စာတွေပျက်စီးမယ်ခင်ဗျားတို့ရဲ့သားမျိုးသမီးမျိုးတွေလည်းအကုန်ဆုံးရှုံးနိုင်မယ်နော်အဲ့ဒါကိုကျွန်တော်ပြောချင်တယ်နော်အဲ့ကြောင့်အေယာဝတီတိုင်းတို့မကွေးတိုင်းတို့နော်မကွေးတိုင်းတို့မှာရှိတဲ့ပြည်သူတွေနော်တက်မတော်သားတွေကိုခင်ဗျားတို့တစ်ဖက်တစ်လမ်းကနေပြီးတော့အားတက်အောင်ကူညီပါဆေးလိတ်ကလေးဆေးလိတ်သူ့တောက်ရှင်တဲ့ဆေးလိတ်ကလေးမျိုးကွန်းရာမျိုးကွန်းဆေးလက်ဖက်ပေါ့ဗျာအကူညီရာမျိုးတွေအဲတောင်သူကထမင်းကြိုက်ပို့တာမျိုးတွေဟင်းချက်ပို့တာမျိုးတွေအဲနော်အစားအသောက်လေးပေါ့နော်ရေပေါ့ဒါမျိုးတွေဝိုင်းဝန်းပြီးတော့အတိုက်နေတဲ့တက်မတော်သားတွေကိုခင်ဗျားတို့ကူညီမယ်ဆိုရင်တော့ခင်ဗျားတို့ဒေတာအေးချမ်းပါခင်ဗျားတို့ရဲ့စီးစိမ်ဥစ္စာတွေမပြည့်စည်တော့ဘူးဒီတိုင်းတီးတက်နေပါအဲ့ဒီလိုမှခင်ဗျားတို့ကမကူညီဘူးနော်နေသားသလိုနေမယ်ဆိုရင်တော့ခင်ဗျားတို့ကစစ်ဘေးရှောင်ဘဝနဲ့ဒုက္ခရောက်မှာတော့ခင်ဗျားတို့ဒုက္ခတွေဖြစ်မှာအဲ့ဒါခင်ဗျားတို့ကိုကျွန်တော်ပြောတာတက်မတော်သားတွေရဲ့လက်အောက်မှာနေလို့ရှိရင်ဘာမှမဖြစ်ဘူးအေးချမ်းသာရမဖြစ်မှာအဲ့ကြောင့်တိုက်နေတဲ့တက်မတော်သားတွေကိုခင်ဗျားတို့ကဝိုင်းဝန်းပြီးတော့ကူညီကြပါနော်လိုအပ်တဲ့ဘက်ကလေတစ်ထောင်တနေရာလေးဝိုင်းဝန်းပြီးတော့အားပေးကြပါလို့ကျွန်တော်နှိုးဆော်ချင်တယ်နော်